our Miss Grand Manly Swiss Round Competition begins now. လက်ခံဖြစ်တဲ့ဘာတော့ Miss Grand ရန်ကုန်ကနေတော့မှကမ်းလှမ်းတာပေါ့နော်အန်တီရှိကိုရောက်လာတယ်အမေတဲ့ဒီမှာလူလေးလှုပ်ရှင်တယ်ပေါ့ရေကူးဝစ်စုံနဲ့ Miss Grand ပြိုင်ပွဲလေးလှုပ်ရှင်တယ်ရတယ်ဒါကတော့ကွင်းကြီးမယူဘူးလို့အမေလက်ခံပေးမယ်လို့အဲ့ဒီပါလေဟိုဒါမဲ့တခြားကလေးတွေပေါ့နော်ဟို Miss လေးတွေအတွက်လဲတဲ့စပွန်ဆာလေးပေးပါလားတဲ့အဲ့တော့ Miss ပြိုင်မဲ့ကလေးတွေကဘယ်နှစ်ယောက်လဲဆိုတော့အားလုံး14ယောက်ပေါ့အဲ့14ယောက်ဆိုတော့အေးအဲ့ဆိုလဲပေးမယ်ပေါ့ပေးပြစ်သွားတယ်ပေးပြစ်သွားရဲဆိုတာဟိုပြောလို့ရှိရင်ဒီငယ်ရွယ်တဲ့ main ကလေးတွေရဲ့အလှတရားတွေကိုကဘာတိအောင်ချပြစေရှင်နဲ့ဆန္ဒနော်စေတနာနောက်တစ်ခုကဒီပြိုင်ပွဲလောက်ရတယ်ဆိုတာလွယ်တာမဟုတ်နော်အများကြီးလဲငွေကုန်ခံရတယ်လူလဲပင်ပန်းတယ်ဒီလိုဥဆောင်ပြီးလုပ်ပေးတဲ့လူတွေရှိလို့ကိုယ့်ရဲ့အလှတွေကိုလည်းဖော်ထုတ်ခွင့်ရတယ်ဟိုဖော်ထုတ်ခွင့်ရတော့လဲဗာလဲဆိုတော့ဖော်ထုတ်ရဲတဲ့တတိရှိအောင်မနော်ဖော်ထုတ်ရဲတဲ့တတိရှိအောင်မနောက်တစ်ခုကကိုယုံကြည်ရရှိမှလေနောက်ပြီးတော့အစိုးဆုံးကတချို့မိန်းကလေးတွေကပြိုင်ပွဲဝင်ကျင်တယ်ဝင်ကျင်မဲ့ဒီရေကူးဝစ်စုံဝေးရမှာတအားကြောက်တယ်လေးလက်မတောက်သုံးလက်မတောက်စီးဖို့ဆိုတာလည်းမလွယ်ဘူးလေနော်တော်တော်လေးကျင်ရတယ်အဲ့ဟာတွေကိုကြောက်ပြီးတော့ပြိုင်ပွဲမဝင်လာလည်းပါတယ်တချို့ကအင်္ဂလိပ်စကားပြောမကျွမ်းကျင်တာလည်းပါတယ်ပေါ့နောက်တစ်ခုဒီလိုပြိုင်ကျင်စိတ်ရှိပြီမဲ့လဲဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဟိုအလှတရားကိုဖော်ထုတ်ဖို့အတွက်လုပ်ရတဲ့တတိလိုတယ်လုပ်ရတဲ့တတိလိုပြီးပါတယ်နောက်ထပ်ပန့်ပိုးမှုလိုတယ်အဓိကကတော့မိဘရဲ့ခွင့်ပြုချက်လိုတာမိဘကလည်းတော့မှငါသမီးမလုံးနဲ့ဆိုလို့ရှိရင်ကန့်ကွက်လိုက်လို့ရှိရင်ဘယ်သူမှဒါမလုပ်ဖြစ်တော့ဘူးเนาะကလေးတွေကစိတ်တက်ကြမယ်အခုဒါလေးဒီပြိုင်ပွဲဝင်တဲ့သမီးလေးကိုလည်းကျွန်မဒါအားပဲရှင်းပြောရလေးစားတယ်ဟိုနောက်ပြီးတော့သူတို့ရဲ့မိဘတွေကိုလည်းလေးစားတယ်မိဘတွေရဲ့ပတ်မိုးကအရေးကြီးတယ်ညီကိုမောင်နှမတွေရဲ့အားပေးမှုကအရေးကြီးတယ်အဲ့ဒါမှကျမသူတို့ကတတိရှိနဲ့ချပြရေးမှာလေတရားရောက်ကဟဲ့သမီးမလုံးနဲ့ဆိုရင်လည်းဒါလှုပ်ဖြစ်မှာလည်းမဟုတ်ဘူးနော်နောက်တငယ်ချင်းအပေါင်းအသင်းတွေရဲ့ပံ့ပိုးဖို့အဲ့ဒီအပြင်မှာမှကျမတို့လိုဒဇိန်တွေနော်ဟိုလုပ်ငန်းရှင်တွေကပံ့ပိုးလိုက်တော့သူတို့ကပို့ပြီးတော့ဟိုစိတ်တက်ကြွသွားတယ်ပေါ့နော်ဟိုပြိုင်ပွဲဝင်နေတဲ့စိတ်တွေဖြစ်သွားတယ်အခုတည်းဒါလေးတွေဟိုတကယ်လို့ပြိုင်ပွဲဝင်နေအဆင့်နိုင်ငံခြားတွေပြိုင်ရမယ်ဆိုလဲကျမတို့ကပတ်မေးဖို့လဲစဉ်းစားထားပါလေနော်ဒီတော့ miss တယောက်ပဲဗျာနည်းနည်းထင်ပေါ်ကြော်ကြားပါအောင်ဒီကလေးရဲ့ရှေ့ရအရန်ဟိုမြင့်မာသွားပြီလေအဲ့ဒီအတွက်ကိုပဲကျမနံပါတ်1ဟိုစဉ်းစားထားတာ So award winner is Miss Grand Natalie ပါကြပါရခင်ဗျာ Formula Award winner Hendry Sam ဖြစ်ပါတယ်ပြောရရင်တော့ဒီလိုသမီးပြိုလေးကိုသမီးအရွယ်လေးတွေပေါ့နော်တချို့တည်းမြေးအရွယ်လေးမကဘူးပေါ့အဲ့အရွယ်လေးတွေဖွင့်မျိုးတိုးတက်မှုသူတို့ရဲ့ပန်းနိုင်လေးတွေဟိုအောင်မြင်အောင်လို့ကျမနဲ့တော့အခမဲ့အကုန်လုံးကူညီပေးတာနော်ငွေအမြောက်များအကုန်ခံပြီးတော့ကူညီပေးတာပါအဲ့တော့တိုးတက်ပါစေလို့လည်းအမြဲတမ်းဆုတောင်းပါလေပြိုင်ပွဲမှာလည်းဟိုအမြဲတမ်းအောင်မြင်မှုတွေရရှိပါစေပေါ့နော် Award First Runner Association 2 ဖြစ်ပါတယ်ခင်ဗျာ